မယူနဲ့တော့မပြောလို့ပါနော်အရာအဓိကမယုံရတဲ့သူတွေဆိုတော့ကြက်ကြက်တတိထားနော်လူတွေကဒါအဲ့လိုအကောက်ကြံကြတချို့တွေဈေးရောက်တဲ့သူတွေစိုက်နေဟိုဘက်ဆိုင်ရောင်းတော့ဒီဘက်ဆိုင်မကြိုက်နော်ဈေးကွက်တူနေရတော့တချို့ဒါအကြံတူရင်ရန်သူဆိုပြီးသဘောမြင်ကြအမှန်အကြံတူရင်ပိုကောင်းအောင်တို့ပိုလုံးမယ်ဆိုပြီးပူပေါင်းဆောင်ရွက်ပိုအောင်မြင်အောင်လုပ်လို့ရတယ်ဒါပေမဲ့ဖုန်းတို့နိုင်ငံတိုင်းလူမျိုးတိုင်းမှာရှိပေမဲ့အံ့ဩစရာကောင်းတော့စိတ်မကောင်းစရာကောင်းတော့အမှန်တရားကမြန်မာလူမျိုးတွေကမနာလိုစိတ်ပုံများတယ်ဒါဝင်တော်စိတ်ပုံများတယ်ပြောတော့ဗုဒ္ဓဘာသာတဲ့မနာလိုဝင်တော်စိတ်ဖုန်းတို့လူမျိုးအများဆုံးပဲစီလုံးမှုဒါမရှိဆုံးပဲသူများအဆင်ပြေပြီးဆိုရင်ကြိုက်တော့ဆွဲချခြင်းကြနော်ဒန်းလူသွင်းရင်တွန်းချတယ်ကိုယ့်တဲ့မြင့်ဝိုင်းဆွဲချတယ်ကိုယ့်တဲ့နေရင်တက်နေတယ်အများစုကတော့ကိုယ့်တဲ့နေရင်တက်နေတဲ့သူတော့ရှိတယ်နားတော့အ ਨੇ စုပေါ့အများစုကတော့ကိုယ်နဲ့ level ဆိုရင်လည်းတွန်းချတယ်ကိုယ့်လိုအဆင်မပြေစေခြင်းပြကိုယ့်တဲ့တာသွားမှလည်းကိုယ့်တဲ့မတာစေခြင်းတော့ဆွဲချအဲ့လိုရှိကြတယ်အရင်ဆိုတာပဲမနာလိုစိတ်ဝင်တော်စိတ်အမှန်ကဈေးကွက်အကြံဉာဏ်တူနေတော့ပူပေါင်းဆောင်ရွက်မယ်ဆိုရင်ပိုအောင်မြင်သွားမှာနော်ပင်လေရေကိုတယောက်တည်းတောက်လို့မကုန်နော်စိုင်နေစီးပွားရေးသမားတွေတူနေလဲတူတဲ့တူချင်းချင်းကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်မလဲပူပေါင်းဆောင်ရွက်လိုက်ရင်အတုံးချတဲ့တိုးတက်ဒါပေမဲ့ဘုန်းတော်မြန်မာများစုဟာဈေးကွက်တူစီးပွားတူပြီဆိုရင်မကြိုက်ချင်တော့ပူပေါင်းပြီးအောင်မြင်တိုးတက်အောင်လုပ်အောင်မယ်ဆိုတော့အတွေးမတွေးပဲနဲ့အဲ့ဒီဆိုင်အယောင်းဝယ်ပါအောင်လုပ်မယ်အဲ့ဒီဆိုင်အဲ့လူတွေဘယ်လိုဖြစ်အောင်လုပ်ကိုလုပ်ငန်းဆိုလဲအဲ့ဒီလုပ်ငန်းအဲ့ဒီလူအဲ့လိုတွေဖြစ်ကုန်တယ်ဒါအံ့ဩစရာကောင်းတော့ဝမ်းနဲ့စရာကောင်းတဲ့အမှန်တရားကြီးပဲခါသေးတဲ့အမှန်တရားတစ်ခုပဲအဲ့ဒါတခြားနိုင်ငံတခြားလူမျိုးမှလည်းမနာလိုစိတ်ရှိပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတော့မြန်မာတွေပုံများနေတာတွေ့ရတယ်အဲ့ဒါစိတ်မကောင်းနော်ဒါပကံခက်တရားစပြီးမတည့်တာအခုချိန်ထိပဲဒါပထမမြန်မာနိုင်ငံလိုစတည်တောင်နေရအခုချိန်ထိပဲအခုဒါယနေ့ကမ္ဘာမှာပြည်တွင်းစစ်အရှိကြဆုံးတိုင်းပြည်တဲ့နှစ်ပေါင်းအများကြီးကြာနေပြီတကယ်တော့ပြန်ပြောကြည့်တော့နော်သူတို့ကဒီလောက်ပဲပြောတယ်နှစ်20 30ပြောနေတာအမှန်ပကံခက်တရားနှစ်ထောင်နဲ့ချီကြတယ်မြန်မာပြည်ကမြန်မာချင်းမတည့်တာဒါပထမမြန်မာနိုင်ငံတော်ဒီစတည်ထောင်နေရတိုက်နေတာပဲအခုချိန်ထိတိုက်နေလို့မယ်နော်အဲ့တော့တစ်ဖက်နဲ့တစ်ဖက်ညီညွတ်နဲ့လက်တွဲပြီးတော့တိုင်းပြည်တိုးတက်အောင်စီလုံးညီညွတ်ချစ်ခဲခဲနဲ့ဝေစားမျှစားပါဗျာသူတို့မစားနဲ့မပြောလို့ပါဘူးအကုန်လုံးကဂျဘိုးတွေလိတ်တွေကများနေနော်စားကြမစားနဲ့မပြောစားလဲစားလှုပ်လဲလှုပ်ကြတိုင်းသားလက်နဲ့ကန်တွေအကုန်လုံးညှိကြနော်အစိုးရတွေတက်ဆိုင်ရာပုဂ္ဂိုလ်တွေညှိနှိုင်းပြီးတိုင်းပြည်တိုးတက်အောင်တကယ်မေတ္တာရှေ့ရှုပြီးအတ္တတွေမန္နာတွေဘေးဖယ်ထားပြီးတော့မနာလိုစိတ်ဝင်တော်စိတ်တွေလည်းမထားကြနဲ့အချင်းချင်းယူတဲ့နာယူလှုပ်တဲ့နာတွေအကုန်လှုပ်ပေးကြဆိုရင်တိုင်းပြည်အရန်ကိုကောင်းပါပဲလေအခုကြတော့ကိုမရရင်ဒါမစားတဲ့မယ်တန်းတဲ့အချင်းချင်းတိုင်းပြည်အတွက်လို့ပြောနေပြီးတော့အတ္တတွေများနေကြတယ်အဲ့တော့ဘုန်းတော်တိုင်းပြည်စိတ်မကောင်းစရာဖြစ်တယ်တိုင်းပြည်မှာလည်းအတိုင်းပဲနိုင်ငံကြီးမှာလည်းအဲ့တိုင်းပဲစီးပွားရေးမှာလည်းဒီတိုင်းပဲလူမှုရေးမှာလည်းဒီတိုင်းပဲတချို့တွေဗျာပညာရေးမှာလည်းအတိုင်းပဲလေတချို့ကကိုယ့်ထက်သားတဲ့ဒီပုံကိုယ်တွေဆိုယူအောင်လုပ်တာလေညံမကောင်းအောင်လုပ်တာလေစာမပွဲမဖြစ်နိုင်အောင်လုပ်တာလေကျောင်းရတယ်နော်ဖဖို့ကိုယ်တိုင်လည်းကြုံမှုတယ်နော်ဖဖို့ရဲ့အကိုတယောက်ရှိတယ်ဖဖို့ရဲ့အကိုဆိုရင်လည်းဒီကောင်ဆိုရင်ညံကောင်းတယ်ညံကောင်းတော့သူစာမပွဲဖြေတဲ့ရက်ကြမှာသူတွေးရတာစိတ်ကတော့ပြောလဲယောဂကြီးမှရှာမရအောင်ခေါင်းတွေမူးတွေးတယ်ဖဖို့အကိုလေဖုန်းတော့ငငယ်ကကြုံခဲ့ဘူးတာပေါ့နော်ဖုန်းငငယ်ကကျောင်းသားဘွားသူကညံကောင်းတော့အဲ့လိုမျိုးသူ့စာမွေးမဖြစ်နေအောင်လုပ်တာနော်အဲ့လိုမျိုးတွေရှိတယ်အောက်လန်းနေလေအဲ့ဒီတော့ဖုန်းတော့လည်းကိုကလည်းတာမန်ပဲဆိုတော့မသိဘူးဘယ်လိုလုပ်ပြမယ်မသိဘူးဒါပေမဲ့ကိုသိတာတော့ကိုဖျားများကြောလောက်ပဲကိုကတင်ပေးတတ်တာအဲ့လိုပဲခိုင်းရတော့တာပေါ့နော်ဒါမယုံမသားနေကြောက်ရတယ်အဲ့လိုအများကြီးပါပဲပြောရရင်အဲ့တော့ဂုံလူဂုံပြိုင်တွေကိုထက်တာရမနာလို့တော့အောက်လန်းနေတိုက်ကြတယ်အချို့ကြလည်းရန်သူလိုသဘောထားပြီးတော့တိုက်တယ်အစုံပဲနော်ပြောလို့တာကကိုယ့်အိမ်မှာအဆောင်နေရှိတာရင်နော်ဒီစနစ်တကျသူတို့မေတ္တာပို့အမျှဝေဒီတော့ကုသိုလ်ကောင်းမှုပြုပေးပြီးတော့စီးနေတဲ့မြစ်တွေချောင်းနေတဲ့မျောလိုက်မေတ္တာပို့အမျှဝေလို့ကကျူသွားတော့ဆိုပြီးလှုပ်လိုက်နော်ဟုတ်ပြီဗျာလူရင်းထပ်ပြီးပြောရရင်နော်ကိုကဒီမကောင်းတာတိုက်ခံရပြီဆိုရင်နံပါတ်1ကိုစမ်းစစ်မယ်ကိုတိုင်ကဘာမကောင်းတာတွေလုံးမိထားလဲနော်အဲ့တော့ဘာလို့ရမလဲဆိုတော့ဒါ community server ကိုလေးနဲ့ကြော့မယ်လေးနဲ့ကြော့တောင်းမယ်ကိုအပြစ်တွေရှိခဲ့တဲ့သူတွေကိုလည်းခွတ်လို့ကြည်အေးအသက်နဲ့ခန္ဓာကိုမိသားစုပိုင်ဆိုင်တဲ့တက်ရှိတဲ့မဲ့အကုန်လုံးဖျားတရားတန်ကောင်းလေးနဲ့လှူဒန်းဘမဟောတဲ့ဒါပရိကံပြုနေတဲ့မာယာတွေပါတယ်နော်ပြီးတော့ဒီအောက်လန်းနဲ့တိုက်ခံနေရပြီဆိုနေတိုင်းပရိသတ်တက်တော့နေတိုင်းရော့နော်ပရိသတ်တက်တော့လုံးနော်နေတိုင်းရော့ပထမကတော့ရုပ်ကျင်တဲ့ရုပ်မရုပ်ကျင်တဲ့နေရုပ်ကျင်ဆိုအချင်းထုတ်ရုပ်နေတာလုံလောက်တယ်
အကျယ်ရွတ်ချင်တဲ့ရွတ်အဲ့ဒါပဋ္ဌာန်းအဲ့လောက်အရေးမကြီးပရိစ္ဆေသက်တော့အရေးကြီးဆုံးနော်ဒါပရိစ္ဆေသက်တော့ဒီမေတ္တာဂုဏ်တော်တွေမေတ္တာတွေတစ္ဆာတွေပါဒီပဋ္ဌာန်းနဲ့ပို့စွမ်းတယ်လူကြီးကမသိတော့ပဋ္ဌာန်းကိုပို့စွမ်းတယ်တဲ့ပရိစ္ဆေသက်တော့ပို့စွမ်းတာနော်အဲ့ပရိစ္ဆေသက်တော့နေတိုင်းရွတ်ဖက်မယ်လေးလေးနက်နက်ရွတ်ဖက်အဲ့ဒီကိုရွတ်တဲ့ပရိရဲ့အနက်အသိပဲသိအောင်လေမြန်မာပြန်နေရှိတယ်လေးလာတာကိုရွတ်နေနေအလုံးမရလဲကြည့်ရောမစိုးတဲ့လဲဆရာတော်တွေရွတ်တဲ့ဟာလေးဖွင့်ထားရင်းနဲ့လိုက်ကြည့်ဆိုလေဟုတ်ပြီနော်ပရိစ္ဆေသက်တော့ကိုလေးလေးနက်နက်ရွတ်ဖက်ဖို့ဆိုကိုရွတ်တဲ့ပရိရဲ့အသိပဲကိုလဲကိုညံမီတလောက်လေးငါဘာရွတ်နေတယ်ဆိုတာလေးသိအောင်နော်လေးလာဟုတ်ပြီနော်ပြီးတော့ဘုန်းကြီးเจ้าတွေရိတ်တာတွေစာတင်တိုက်တွေဖျားတွေမှာတော့ကုတီစိအလုံးတပတ်စီလဲဤကောင်းမှုကုသိုလ်ကံကြောင့်နော်မိုက်တိုက်တွေဘယ်လိုတန်ရှင်ကုသိုလ်ပြုဤကောင်းမှုကုသိုလ်ကံကြောင့်ဖျားသီးတော်တို့ကိုသွင်းကိုပါအိမ်တွင်းအိမ်ပါမှာရှိတဲ့မကောင်းတဲ့အညစ်အကြေးတွေမကောင်းတဲ့အတိုက်သက်တွေဒါဖက်ရှားနိုင်ပါစေပြောင်းစင်ပါစေဒါအမိုက်တိုက်တွေရှင်းနိုင်တဲ့ကဲတော့ကိုယ်မှရှိတဲ့မကောင်းတာတွေလည်းရှင်းနိုင်ပါစေဆုတောင်းသစ္စာဆိုဟုတ်ပြီနော်ဒါလိုရည်တို့ချင်းပြောပြနေတာနော်ပြီးတော့ကိုဒုက္ခပေးခဲ့တဲ့အဲ့အောက်လန်းလောက်တဲ့သူတွေကိုလည်းကွာဒေါသမထွက်မိအောင်နေစိတ်တော့တစ်ခါတလေတော့ဒါပုထုဇဉ်တဘာဝစိတ်တော့စိုးမိမှာပေါ့နော်ဒါပေမဲ့ဒါကြီးကပြီးခဲ့တာပြီးနော်ဒါပြုတူတီဖြစ်သူအဟောင်းပဲငါဒေါသထွက်နေလဲပို့စိုးမှာပဲသူတို့ကိုယ်စားကုသိုလ်ပါထပ်ပြုပြီးမေတ္တာပို့ပြီးအမျှဝေပြီးနော်ဒါကျွန်တော်ကျမကိုဖျားသီးပြောတို့ကိုဒုက္ခရောက်အောင်ဒုက္ခပေးနေတဲ့သူတွေကိုယ်စားဖျားဆုံးတော်ကပ်ပေးပါတယ်ဒီကုသိုလ်သူတို့ကိုယ်စားကုသိုလ်ကပ်နော်သူတို့ကိုယ်စားကုသိုလ်ပေးတာဖြစ်ပါလေအမျှဝေတဲ့ကောင်မှလည်းဖျားသီးပြောတို့ကိုဒုက္ခပေးတဲ့သူတွေကိုလည်းရံရချင်းမတုံနေပဲအမျှဝေပါတယ်အဲ့ဒါများများလုပ်ပြီးဟုတ်ပြီလားမှန်ပါဗျာအေးနောက်တစ်ခုကိုကိုညီစောင့်ရှောက်နေတဲ့သူတွေကိုလည်းကိုကသူတို့အပြန်အားပေးရအဲ့တော့ဖျားသီးတော်တို့ကောင်းကျိုးကလိုလားကြတော့ဖျားသီးတော်တို့ကကိုညီစောင့်ရှောက်ကြကုန်တော့မြင်းမမြင်ရဲ့ပုံကုံများကိုစားသူဆုံးတော့ကပ်ပေးပါတယ်ဒီကုသိုလ်သူတို့ရပါစေဒါဖျားသီးတော်တို့ပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုလည်းဒီတော်တို့ကိုညီစောင့်ရှောက်တဲ့သူတွေကိုလည်းအမျှဝေပါတယ်ကိုညီစောင့်ရှောက်တဲ့သူတွေကလည်းကိုဟာသူကောင်းနေတာကျေးဇူးတည်တယ်နော်ကျေးဇူးတည်တတ်တယ်ဆိုပြီးတော့သူတို့လည်းကိုယ့်ရဲ့မေတ္တာအမျှကိုရတော့ကိုယ့်ကိုပိုချစ်ခင်လာတယ်ကိုယ့်မေတ္တာအမျှကိုရတော့သူတို့လည်း capacity အစွမ်းတွေပိုကြီးမားလာတယ်ကိုယ့်ပိုစောင့်ရှောက်တယ်ကိုယ့်ချစ်တဲ့သူတွေကပိုချစ်ပြီးပိုစောင့်ရှောက်လာကိုယ့်မုန်းတဲ့သူတွေကလည်းပေးကမ်းခြင်းဟာအောင်မြင်ရာဤတယ်ဗါတဲ့လေပေးကမ်းခြင်းဟာအောင်မြင်ရာဤပဲနော်ဒါမယုံရင်ကိုယ့်ရန်လွန်နေတဲ့သူကိုနေ့တိုင်းတော်ပေးရှိရလေးတွေနော်ဟုတ်ပါပေးကြည့်လိုက်လူကြပေးပါများလာရင်လေမယူပါဘူးငါလုပ်မယ်တော့လိမ္မာပေါင်းတဲ့စာတော့ပေးပေါ့နော်ပေးပါများရင်နော်ပေးကမ်းကြည့်အောင်မြင်ရအခုပေးရမှာကျတော့မေတ္တာအမျှပေးရမှာလက်ပေးလက်ယူလောက်အောင်မဟုတ်ဘူးနော်မေတ္တာပို့တာနော်ရိုးသားရဲ့စိတ်နဲ့ပေါ့နော်တကယ်လဲမေတ္တာစိတ်လေးနဲ့ပေါ့နော်ဒါတကယ်မျှော်လင့်ချက်မပါတဲ့မေတ္တာလေးနဲ့ကိုယ့်ဒုက္ခပေးတဲ့သူတွေကိုမေတ္တာပို့ကိုယ့်ဒုက္ခပေးတဲ့သူတွေအမျှကိုဒါကုသိုလ်ပေးတာနော်